္ဂလာပါကျွန်တော် Remote YouTube channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကျွန်တော်ပြပြပေးမယ့်အကြောင်းအရာလေးကကျတော့ Infinite မှာလူကြိုက်အများဆုံး Note series လေးကိုကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒီကောင်ကတော့ဒီ Infinite ကနေထွက်ရှိထားတဲ့ Note 50နဲ့ Note 50 Pro ဆိုတဲ့ကောင်လေးပဲဖြစ်ပါတယ်။ဒီကောင်လေးကကျတော့ဘယ်လိုမျိုးကွာခြားချက်တွေလေးရှိလဲဆိုတော့ကျွန်တော်တစ်ချက်ရှင်းပြပေးသွားမယ်။ Note series မှာဆိုရင်တော့ဒီကောင်ကဒီ Infinite Note series မှာဒီကောင်လူကြိုက်အများဆုံး series လို့ပြောလို့ရတယ်။ Note 50ရဲ့တော်တော်လေးလည်းရောင်းရတယ်။ရှေ့က Note series ဒီဇိုင်းတော်တော်လေးလည်းကန်ရတဲ့ဒီဇိုင်းလေးတွေ feature လေးတွေတော်တော်လေးလည်းမိုက်သွားတယ်ပေါ့အဲ့လိုပုံစံမျိုးပို့ပြီးတော့ကောင်းသွားတဲ့ချက်ကဒီ gaming သမားတွေအတွက်ဆိုဒီကောင်ရဲ့ screen က4000ဆန်ဆန်လေးနဲ့ဆိုတော့ကန်ရတာပို့ပြီးတော့အဆင်ပြေသွားမယ်ခင်ဗျပြီးတော့ဒီကောင် Note series မှာဒီကောင်ကွာဝါတာသုံးမဲ့ဘိုင်းမှာဆိုရင်တော့ဒီကောင်ကအားသွင်းကဒီကောင်45 watt ဖြစ်သွားမယ်ဒီကောင်90 watt ဖြစ်သွားမယ်အဲ့တခုပဲအဲ့နှစ်ခုကွာသွားမယ်ပြီးတော့ကင်မရာဘိုင်းမှာဆိုရင်တော့ဓာတ်ပုံသမားတွေအတွက်ဆိုရင်တော့ဒီ Pro series ကနည်းနည်းလေးပို့ပြီးတော့ကောင်းသွားတယ် Ultra wide တွေပါပို့ပြီးတော့ရပါမယ်အဲ့လိုပုံစံမျိုးဒီကောင်လေးကဘိုးလေးကလည်းဒီကောင်ဒီအရင်တော့ဘိုးနဲ့မတူဘဲနဲ့ဒီပုံစံလေးကတော်တော်လေးတော့မိုက်သွားတယ်ဘိုးလေးကလည်းတော်တော်လေးထူမယ်ဒီကောင်ပြီးတော့တော့ပါသွားတဲ့ဟာတွေကအကုန်အားသွင်းကြိုးအားသွင်းကောင်းကာပါဒီကွာလက်ချာခြင်းတွေကဆိုဒီတစ်ခါလေးပါပြီးသားဆိုတော့ဘာမှပြန်ပြီးတော့ဝယ်စရာမလိုတော့တောင်းရတာဒီကောင်တော်တော်လေးအဆင်ပြေဒီ Note 50နဲ့ Note 50 Pro ရဲ့ကွာခြားချက်လေးကိုတစ်ချက်ရှင်းပြပေးသွားမယ်ဒီကောင်ကနှစ်ခုလုံးကတော့မှန်သားပိုင်းအောင် AMOLED မှန်သားသုံးပေးထားတယ် screen size က 6.7 inch ရှိမယ်ပြီးတော့ဒီကောင်မှာသုံးပေးထားတဲ့ OS တွေကနှစ်ကောင်လုံးက Android version 15ပဲ Note 50 Pro ရော Note 50ရောအကောင်လုံး Android version 15ပဲပြီးတော့ HOS ဆိုပြီးတော့ version နဲ့ထပ်ကန်ပေးထားတယ်ဒါသူတို့ရဲ့ Infinite ရဲ့ OS ပေါ့ HOS ဆိုပြီးတော့ version နဲ့ထပ်ကန်ပေးထားဒီကောင်လေးကတော့သုံးရတာတော့အဆင်ပြေခင်ဗျပြီးတော့ကျတော့ဒီကောင်မှာ refresh rate ကဆိုလဲ 144Hz ဖြစ်သွားမယ်အရင်တော့လို့ 120Hz မဟုတ်တော့ 144Hz ဆိုတော့ဘာကွာသွားလဲဆိုရင်နေ့စဉ် game သမားရဲ့ဆိုလဲဒီ game ဆိုတဲ့အခါမှာနည်းနည်းလေးပို့ပြီးတော့ smooth ဖြစ်သွားမယ်ဒီ social line သုံးတဲ့လူတွေဆိုလဲဒီ screen ကို sway ရပို့ပြီးတော့ scroll လောက်ရပို့ပြီးတော့ကောင်းသွားမယ်ပေါ့နောက်တစ်ခုကကြတော့ဒီကောင်လေးကကင်မရာဘိုင်းပေါ့ကင်မရာဘိုင်းမှာတော့ဒီ Note 50 Pro ရော Note 50ရော50 megapixel ကိုပဲသုံးပေးထားတယ်ဒါပေမဲ့ဒီကောင်မှာပို့ပြီးတော့ပါသွားတာကျတော့ Note 50 Pro မှာဆိုရင်သူ ultra wide လေးပါသွားတယ်အဲ့အတွက်ဒီကင်မရာဘိုင်းသုံးမဲ့လူတွေဆိုရင်တော့ဒီ Note 50တက်ဆိုင် Note 50 Pro လေးကပို့ပြီးတော့တင့်တော်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ဒီကောင်က ultra wide ပါသွားဆိုတော့နေ့စဉ်ဒီ group photo တွေပါရိုက်တဲ့ခါမှာဆိုတော့ဒီကောင်ကသုံးရတာအဆင်ပြေသွားတယ်အဲ့လိုပုံစံမျိုးပြီးတော့ဒီကောင်မှာပို့ပြီးတော့ပါသွားတဲ့အချက်ကကြတော့ဒီသွေးဖီယာတိုင်းတဲ့ချက်ကလေးပေါ့ဒီကောင်လေးကဒီအသက်ကြီးပိုင်းနေမှာဆိုရင်တော့ဒီဆေးရုံဆေးကန်းတွေပါသွားပြီးတော့ပြကြရမလို့ပဲအိမ်မှာသွေးဖီယာတိုင်းပဲဆိုတော့ဒီကောင်တိုင်းလို့ရတယ်အဲ့ဒီကောင်လေးပါသွားကြဒီကောင်လေးတော်တော်လေးအသုံးဝင်တယ်ဒါလူကြီးပိုင်းနေပါသုံးမယ်ဆိုလေဒီကောင်အဆင်ပြေဒီကောင်မှာပြီးတော့ဒီ frame တွေပါတွေကကြာတော့လေဒီကောင်နှစ်ကောင်လုံး Note 50ရော Note 50 Pro ရောက aluminum frame ကိုပဲသုံးပေးထားတယ်ဒီကန်ရတာလက်ထဲမှာဒီဘယ်လိုပြောမလဲထောက်နေရတော့မရှိဘူးပေါ့လေးနဲ့ကန်ရတာတော်တော်လေးအဆင်ပြေဂိမ်းသမားတွေအတွက်ဆိုရင်တော့ဒီကောင်ကဂိမ်းဆော့မယ်ဆိုလက်တွေပါမနာဘူးပေါ့ဒီကောင်ကန်ပြီးဆော့လက်တွေပါမနာဘူးဒီကောင်တော်တော်လေးလည်းအဆင်ပြေသွားတယ်အရင်ထက်ဆိုင်တော့ဒီမှန်ခုံးတို့ဘာလို့ကြတော့ဒီကန်ရတာဂိမ်းသမားတွေအတွက်ဒီပတ်ကြီးဆော့ရလို့ဆိုတော့တော်တော်လေးသိတာပဲလက်တွေပါဟိုဖြစ်သွားတယ်ဒီကောင်မှန်ပြက်ဖြစ်သွားတာဖြစ်တဲ့အတွက်ကိုဂိမ်းဆော့မဲ့လူတွေဆိုရင်တော့ပို့ပြီးတော့အဆင်ပြေသွားလိမ့်မယ်ပြီးတော့ speaker အနေနဲ့ဆိုလဲဒီကောင်က stereo speaker နှစ်ခုလုံးကတော့ Note 50 ရော Note 50 Pro ရောက stereo speaker ကိုမှသူက JBL နဲ့ collab ထားဆိုတော့အတန်လေးကတော်တော်လေးမိုက်တော်တော်လေးလည်းကြည်တယ်ရုပ်ရှင်ဇာတ်ကားကြည့်မဲ့လူတွေဆိုရင်တော့အတန်လေးပို့ပြီးတော့ကောင်းမယ်တခြင်းတွေပါနားထောင်နေတဲ့လူဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ခင်ဗျအောက်မှာဆိုရင် CPU အနေနဲ့ဆိုလဲ Helio MediaTek ရဲ့ Helio GTI Ultimate ကိုအသုံးပြုပေးထားတယ်ဒီကောင်ကတော့နှစ်ခုလုံးကိုအသုံးပြုပေးထားတာဆိုတော့ဒီ GTI Ultimate ကဒီ10သိန်းကျော် mid rate ဖုန်းတွေမှာဆိုရင်တော့ဒီကောင်တော်တော်လေးအဆင်ပြေ CPU လို့ပြောလို့ရတယ်ဂိမ်းတွေပါဆော့မှာဒီတခြားဘိုင်းတွေသုံးပါဆိုလဲဒီကောင်က GTI Ultimate ကတော်တော်လေးအဆင်ပြေတယ်မြန်မာနိုင်ငံမှာလည်းဒီကောင်ကတော်တော်လေးလည်းဒီဖုန်းလိုင်းလိုမှာသုံးတဲ့ CPU လို့ပြောလို့ရတယ်ပေါ့ဒီ mid rate ဖုန်းတွေမှာသုံးရတော်တော်လေးလည်းမိုက်တယ်ပြီးတော့ဒီကောင်မှာဆိုရင်ကာလာလေးကလည်းရွေးချယ်စရာဒီကောင်နှစ်မျိုးလုံးမှာရှိတယ် Note 50မှာဆိုရင်တော့သူကအစိမ်းရောင်ရယ်ငွေရောင်ရယ်အနီရောင်ရယ်အမဲရောင်ရယ်ဆိုပြီး၄မျိုးရှိတယ် Note 50 Pro မှာတော့ဒီငွေရောင်ရယ်အမဲရောင်ရယ်နောက်ထပ်ကာလာဆိုရင်တော့ purple လေးတစ်ယောက်ရှိမယ်ဒီမှာတော့ရွေးချယ်စရာသူကတော့နည်းနည်းတော့နေတယ်ဒီကောင်ကတော့ပို့ပြီးတော့များတယ်ဒီ overseas မှာဆိုရင်တော့ဒီကောင်မှာရွေးချယ်စရာနောက်ထပ်ကာလာလေးတစ်ခုရှိသေးတယ်အဲ့ကောင်လေးက limited edition နဲ့လာဒီ F-fin လေးကနှစ်ကောင်လုံးကတော့တိတ်မကွာဘူးခင်ဗျကန်ရတာတော်တော်လေးတော့အဆင်ပြေweight ကလေးကလည်းအတူတူပဲဆိုတော့ဒီကောင်198 gram ပါပဲနှစ်ကောင်လုံးကတော့လေ weight ကလည်းအတူတူပဲသုံးရတာပို့ပြီးတော့အဆင်ပြေမယ်နောက်ထပ်ဒီကောင်မှာပို့ပြီးတော့ပါသွားတဲ့အချက်တွေဆိုရင်အားသွင်း9000ဘက်ထရီအမြ9200အောင်မှာဒီကောင်ကကျတော့အားသွင်းတာ Note 50ကကျတော့45 watt ရ
မယ်ပြီးတော့ wireless charging ဆိုတော့ဒီကောင်က30ဝယ်ရမယ်ဒီနှစ်ကောင်လုံးကတော့ wireless charging ကတော့50 Pro လည်း30ဝယ်ပေးရမယ်ဒါပေမဲ့ပိုကွာသွားတာဒီကောင်က60ဝယ်ဖြစ်သွားမယ်ဒီအားသုံးမှာဆိုတော့ဒီကောင်60ဝယ်ဖြစ်သွားမယ်ဒီကောင်45ဝယ်ဖြစ်သွားမယ်အဲ့တော့နှစ်ဆကွာသွားဖြစ်တဲ့အတွက်တော့ဈေးလေးရတော့နည်းနည်းလေးတော့ကွာပါမယ်ဒီကောင်လေးဆိုတော့ရှိမယ်ဆိုရင်ဈေးက9သိန်း3000ပဲရှိမယ်ဒီကောင်ဆိုရင်တော့17သိန်းပဲရှိမယ်ဒီကတော့အရင်ကွာသွားတာပေါ့အဓိကတော့ဒီကင်မရာပိုင်းရယ်အားသွင်းဝယ်ရယ်ကွာသွားတာပဲဒါကိုယ့်ရဲ့ဒီသုံးဝက်ပုံမှာမူတည်ပြီးတော့ရွေးချယ်လို့ရတယ်ပေါ့ဒီကောင်လေးနှစ်မျိုးကတော့ကျွန်တော်ပြောပြပေးသွားတာကတော့ Infinix က Note C ဖြစ်တဲ့ Note 50နဲ့ Note 50 Pro ဆိုတဲ့ကောင်လေးနှစ်ခုပဲဖြစ်တယ်ကျွန်တော်တို့ဒီနောက်ထပ်ဒီဖုန်းအသစ်တွေပါထွက်လာဆိုလဲကျွန်တော်တို့ဒီ unboxing လေး review လေးပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ remote YouTube channel လေးကို like and subscribe လေးလုပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်